တာတိမရတထောင်းစားအကုန်ငတ်ပြန်တာသူတို့ခလေးတွေနဲ့သူတို့နဲ့လုံးဝမကောင်းတာအေးလို့ဒီထဲကိုဆက်ထည့်မယ်လေဟိုညက်ယူလေဖေးအကုန်လုံးအရက်သမားနဲ့အရက်သမားမူထူးသူတို့စားကြမရှိရင်အတင်းအိမ်မော်တက်မအေးလည်းရှိရင်ကျွေးလိုက်တယ်မရှိရင်မကျွေးနိုင်ဘူးတဲ့လူနဲ့ဖေးရိုက်တဲ့လူကနားနေတယ်ကန်တော်ဆိုးပါတယ်အမေတကယ်တရွာလုံးနာမေးကြည့်အမေတို့တကယ်ဆိုးတာဒီကမကလေးတိုင်းမလို့မတိုင်းဘူးမထက်ကအိမ်မမိုးအောင်ဒီနေ့အဟောင်းလေးတွေနဲ့ကြမ်းဖတ်မိုးတာမစားရတဲ့နေ့ဆို2ရက်လောက်ငတ်တယ်ငါလည်းလိုပဲနေတာပဲခြေလာကိုခြေလို့အသက်90ကျော်80ပြည့်တယ်ကျွန်တော်လည်းမနေတော့60လောက်ရှိပြီ60လည်း15နှစ်သမီးရအိမ်လောက်ကြားတာဒီလိုပေါ့မစားတူစားတူလူပေါ့နေရတာပေါ့မရ85ဟိုကရော80နှစ်တက်ကြဆိုကြက်ပြီလေဒီအိမ်မှာပဲရောက်မယ်မေးနေမကောင်းလို့မေးရောက်လာတော့4လ5လလောက်ရှိပြီဒါပေမဲ့လို့ပြက်တဲ့သမီးနေမကောင်းတဲ့ယောက်ျားနားတယ်ကို15ရက်လောက်နားနေတာအခုမှပြန်လောက်တာ3ရက်ပဲရှိသေးတယ်မပြောသေးရောပဲမနေ့ပထုတ်တာပေါ့ညဘက်စိန်ထားတယ်မနေ့ကျထုတ်အခုပြုတ်ထားတာညနေကျတော့အေးလို့ဒီထဲကိုဆက်ထည့်မယ်လေဟိုညက်ယူလေဖေးညနေဆယ်ဒီဒါ3000မို့3000မို့ဆိုအမေအတွက်9000လောက်ကျန်တယ်ထင်းလဲဝယ်ရတယ်တမီးငါပြောရက်လဲဝယ်ရတယ်မပြောသေးရောပဲရောဆိုတော့နော်ကောင်းချင်းစာ8500ဝယ်ရတယ်အမေကြီးကတော့ကြီးတော့အမေကြီးကရင်ကျပန်းနာရှိတယ်ငယ်ငယ်ကရင်ကျပန်းနာရှိတယ်နောက်ပြီးတော့အမေကအလေးရွက်လို့မရအောင်အလေးရွက်လိုက်အဲ့ခေါင်းမမရအောင်အမေကငါပြောသေးတယ်သွားရွယ်လူမမရှိတာဘူးကောင်းချင်းစာလေးတွေရွက်ဆိုဟိုကနေတုံးလုံးချီရွက်လိုက်အိမ်ကြမူးပါမူးရင်5ရက်မထတော့လောက်တယ်အကုန်လောက်ရတာသူတယောက်တည်းခုသူထုတ်တာအမေမူးလို့မထနိုင်ဘူးသူထုတ်နေတာတဲ့ပါလေဒီလိုပေါ့မစားတူစားတူလူပေါ့နေရတာပေါ့ရေတွင်းလေးလည်းတူးထားတော့ရေလည်းရှိတယ်လေကိုရေလေးနဲ့ကိုဆိုတော့တခါတလေလည်းကုန်တယ်တခါတလေလည်း2ရက်လောက်ရောင်းရတယ်အဲ့လိုရန်ကုန်ကလူတွေလာရင်တယောက်1000ဖိုးလောက်ဝယ်သွားတာစားကြည့်တယ်လေတထုပ်စားကြည့်တော့ဆန်လေးရလည်းကောင်းတယ်စီးနာပဲဆိုတော့အဲ့ဒါဆို1000ဖိုးလောက်ထိဝယ်တယ်ဒီလိုပဲပေါ့တမီးလုံးမလုံးနိုင်ကြရတော့ဟိုလူပေးဒီလူပေးပေါ့ရတာလေးနဲ့ပဲဒူပဲဒီကရတာလေးကြတော့နာရီအတင်းနဲ့တာရေးနာရေးတင်ရှိပါတယ်တာရေးနဲ့အဲ့လိုတာတိမရတထောင်းစားကြီးပဲတာတိမရအကုန်ငတ်ပြန်တာသူတို့ခလေးတွေနဲ့သူတို့နဲ့လုံးဝမကောင်းတာအကုန်လုံးအရက်သမားနဲ့အရက်သမားမူထူးသူကတီးတယ်ဗောလားသူတို့စားကြမရှိရင်အတင်းအိမ်မော်တက်မအေးလည်းရှိရင်ကျွေးလိုက်တယ်မရှိရင်မကျွေးနိုင်ဘူးတဲ့လူနဲ့ဖေးရိုက်တဲ့လူကနားနေတယ်ဟိုနဲ့ဒီမီးလေးကတော့အခုနည်းနည်းပြန်ကျွေးတယ်ဒါသမီးကမွေးတဲ့မီးလေးသူကတော့ကျွေးတယ်ရဲသမားလည်းဖဲသူတို့အဖေကတေသွားတာခလေး4ယောက်နဲ့တေသွားတော့သူ့အမေကနောက်အိမ်နောက်ပြုလိုက်တော့ရဲသမားဖဲသမားအိမ်လည်းမရှိတော့ဘူးခုနမှအရာကွက်ကလေးပဲရှိအဲ့ဒါဦးသက်သက်လူပေးတာသလားတူတယ်ဆန်းလေးပါလေးပေးစီလေးပါလေးပေးအဝတ်စားလေးတွေလည်းပေးကန်တော်ဆိုးပါတယ်အမေတကယ်တရွာလုံးနာမေးကြည့်အမေတို့တကယ်ဆိုးတာဒီကမကလေးတိုင်းမလို့မတိုင်းဘူးမထက်ကအိမ်မမိုးအောင်ဒီနေ့အဟောင်းလေးတွေနဲ့ကြမ်းဖတ်မိုးတာထမင်းပစားရနေပါစေဆန်လေးပဲပြုတ်စားလေမိုးလေးလုံတော့တက်ကြဆိုရင်ကြက်ရအမေဒီပေါ်တင်ထားတာအမေမသိမချင်းပေါ်သမီးလေးရဲ့အမေလုံနိုင်တာဒါပဲလေဒါပဲအမေလုံနိုင်တယ်လေမသိမချင်းတော့ရောင်းမှာပေါ့မစားရင်တည်းမစားလာနဲ့ဒီလိုပဲမရကြကြည့်အနားမှာမစားရတဲ့နေ့ဆို2ရက်လောက်ငတ်တယ်ငါလည်းလိုပဲနေတာပဲ1000တထုပ်တရုတ်မောက်နာမှာ1500 2000ဒါလေးဆိုဝါတာပေါ့ဒီကောင်းမြတ်တဲ့တေဝယ်ယူခြင်းနဲ့ဆိုရင်တော့ခုနဘက်က39 988 385 241ဆက်သွယ်နိုင်ပါတယ်လိုရင်တော့မှားတယ်လို့ထုတ်ပေးမယ်လေတနေ့ကို2000ဖိုးလောက်တော့ကုန်တယ်အနည်းဆုံး3000ဖိုးလည်းကုန်တယ်မှော်ပြီးမြို့နယ်ပေါ့ဖူကြီးကြီးပါတခွန်တိုင်းလမ်းခြေလာကိုခြေလို့အသက်90ကျော်80ပြည့်တယ်ကျွန်တော်လည်းမနေတော့ဘူး60လောက်ရှိပြီ60လည်း15နှစ်သမီးရအိမ်လောက်ကြားတာပြောပါတယ်လောက်စားတာပေါ့မရှိလားကိုဝေးလာကိုလှုပ်စားရတာတော့ကိုကကိုစိတ်လန့်တာပေါ့